ဒီဘက်ခင်မှာလူတော်တော်များများက AI ကိုသိလာပြီးတော့ AI ကိုအသုံးပြုလာကြပြီပေါ့နော်ပြီးတော့ AI ရဲ့ကောင်းချင်းဆိုးချင်းတွေ AI ကအရင်လှည့်မြန်စွာပြောင်းလဲနေတဲ့အပေါ်မှာဖြစ်လာတဲ့စိုးရိမ်ကြောင့်မှုတွေလည်းရှိလာပြီအလုပ်တွေမှာအဆိုးဆုံးပေါ့နော် AI တွေကပဲငါတို့အလုပ်တွေမှာနေရာယူသွားတော့မှာလားငါတို့အလုပ်တွေ secure ဖြစ်ပါမလား AI တွေကိုအစားထိုးပြီးသုံးလိုက်တော့မှာလားအစရှိတဲ့လူတွေရဲ့ concern တွေစိုးရိမ်ကြောင့်မှုတွေလည်းအများကြီးရှိလာကြပါပြီအဲ့တော့ AI ကဘလောက် level အထိသွားမလဲဆိုတာကိုလည်းတော်တော်များများသိချင်ကြပါတယ်။ဘုံကလက်ရှိ industry တွေမှာ AI ကို drive လုပ်နေတဲ့သူတယောက်အနေနဲ့အခုလက်ရှိ business owner တွေက AI ကိုဘလောက် level အထိသွားမယ်လို့ပြင်ဆင်နေကြလဲ user တွေရဲ့ point of view ကနေလဲဘာတွေပြင်ဆင်ထားတင်တယ်လဲ AI ကိုဘလို့အကျိုးရှိစွာအသုံးချတင်တယ်လဲမှန်ကန်စွာအသုံးချတင်တယ်လဲပေါ့နော်အဲ့ဒါတွေကို sharing လုပ်ပေးမယ်ဆိုပြီး idea ရလာတဲ့အတွက်ဒီ video လေးမှာ sharing လုပ်ပေးလိုက်ရတာဖြစ်ပါတယ်user တယောက်တည်းရဲ့ point of view ကနေလည်းပြောပြသွားမှာမဟုတ်ဘူးbusiness owner ရဲ့ point of view management ရဲ့ point of view တွေအားလုံးကိုခြုံငုံပြီးတော့လေ့လာသုံးသပ်ပြီးတော့ပြောပြသွားမှာဖြစ်တဲ့အတွက် video ကနည်းနည်းလေးတော့ရှင်းနိုင်ပါတယ်ဒါပေမဲ့အချိန်ယူပြီးတော့နားထောင်ကြည့်ပါအားလုံးအတွက်အသုံးဝင်မယ်လို့ယုံကြည်ပါတယ်ရှင်အဲ့တော့ AI ကလျင်မြန်စွာပြောင်းလဲနေတယ် transform ဖြစ်တာအရန်မြန်တယ်6လတစ်နှစ်အတွင်းမှာကိုကမတူတာ6လတစ်နှစ်အတွင်းတော့မဟုတ်ဘူး8လနဲ့အခုလတော့မှသူအများကြီးတိုးတက်လာတာတွေအများကြီးပဲ human မဟုတ်ဘူးအဲ့တော့ तू ကသူ့ကို train တယ်လို့အရင်မြန်တယ်ဒါပေမဲ့အဲ့ဒီလိုမျိုး transformation ကြီးရလေအခုမှမဟုတ်ဘူးကျွန်တော်ဟိုးလွန်ခဲ့တဲ့ခေတ်တွေ1900ကျော်1800ဝန်းကျင်လောက်ကတည်းက machine တွေပေါ်လာတဲ့အချိန် industrial revolution ဆိုတာတွေရှိတယ်အဲ့ industrial revolution မှာဆိုရင် machine တွေပေါ်လာတယ်စက်ပစ္စည်းတွေပေါ်လာတဲ့အတွက်ဒီ labor workers တွေပေါ့နော်သူတို့တွေကအလုပ်တွေမရှိကြတော့ဘူးဖြစ်သွားတယ်အလုပ်တွေမရတော့မှအရင် concern ဖြစ်တယ်အဲ့လိုမျိုး changes တွေရှိခဲ့ဘူးတယ်ဒါပေမဲ့အဲ့လိုမျိုးဖြစ်ပြီးတော့မကြဘူးပေါ့နော်တကယ်ကို engineering အပိုင်းတွေအလုပ်တွေများစွာပေါ်လာတယ် mechanical အပိုင်းတွေ logistic အပိုင်းတွေ manufacturing အပိုင်းတွေအလုပ်တွေမှာ million နဲ့ချီပြီးတော့အများကြီးရှိလာတယ်အဲ့တော့ဒီ machine တွေပေါ်လာခြင်းကအဲ့လောက် concern မရှိတော့ဘူးပေါ့1950 60လောက်မှာ computer တွေပေါ်လာတယ်ဆိုတော့ဒီ office workers တွေနေရာမှာ computer ကြီးတွေကိုသုံးလိုက်တော့မှလား computer ဆိုတာဘာတွေလဲမျိုးတွေပေါ့နော်အများကြီး concern ရှိလာတယ်ဒါပေမဲ့အခုခေတ်ကြည့်လိုက်လေရုံးမှာလူတော်တော်များများ computer သုံးပြီးတော့လုပ်ကြတယ် computer ဝယ်အသုံးချသွားကြတာပဲနောက်ဆုံးကြတော့ပြီးလို့ရှိရင်ဒီ computer အတွက်အခြေခံပြီးတော့အလုပ် career တွေလည်းအများကြီးပေါ်လာတယ်ဟုတ် software engineering တွေ operators တွေ network engineer တွေစသဖြင့်career မျိုးစုံရှိသွားတယ်ပေါ့ကိုရီနဲ့အနည်းဆက်ဆုံးဆိုလို့ရှိရင်ဒီ2000နောက်ပိုင်းမှာ smartphone တွေပေါ်လာတယ်ဆိုတော့ smartphone တွေပေါ်လာတော့လူတွေက smartphone တွေကိုပဲဆွဲလန်းသွားမှာလား smartphone တွေကဘယ်လောက်ထိပြောင်းလဲသွားမှာလဲဆိုတော့စိတ်ဝင်စားမှုတွေစိုးရိမ်မှုတွေအများကြီးရှိကြတယ်ဒါပေမဲ့အဲ့ဒီလိုမျိုး smartphone တွေသုံးရတာလွယ်ကူလာတာနေပြီးတော့ပဲအကျိုးမြတ်ရသွားတယ်အများကြီးပဲအခုခေတ်မှာဆို digital marketing တွေအများပေါ်လာတယ်influencers တွေ content creator တွေသူတို့လွယ်လွယ်ကူကူဒီ smartphone ဆိုတဲ့အရာတွေကိုအသုံးပြုပြီးတော့ပို့ပြီးတော့လွယ်ကူစွာစီးပွားရေးတွေလှုပ်လာနိုင်တယ်ဆိုတော့ထိုနည်း၎င်းပဲပေါ့နော်2023နောက်ပိုင်းမှာ AI ကအရင် emerging ဖြစ်လာတဲ့ technical သမားတွေမှာ AI ကိုသိလာတာမဟုတ်တော့ဘဲねတကယ်ကို end user level အထိကို AI ကောင်းကောင်းသုံးတက်လာတဲ့ခေတ်ကိုရောက်သွားတယ်ပေါ့အရင်မြန်တယ်အရှိရဒီ turning points တွေအားလုံးကbenefits တွေကိုယူခဲ့တာကြီးကြီးပဲဒါပေမဲ့အဲ့ဒီဂျားကာလာလေးတွေမှာတော့ကိုယ့်ဘက်က landing လုပ်ရတာတွေကိုယ့်ဘက်ကဒီပြောင်းလဲခြင်းရဲ့သဘောတရားကိုနားလည်ရတာတွေတော့ရှိတာပေါ့နော်အစိုးရိမ်စရာမရှိဘူးလို့ပြောတာလားလို့မေးခွန်းထုတ်နိုင်တယ် nobody knows ပါစိုးရိမ်စရာရှိလားမရှိလားကဘယ်အလုပ်ကတော့ secure ဖြစ်တယ်ဘယ် position ကတော့ secure ဖြစ်တယ်လို့ဘယ်သူမှမပြောနိုင်တဲ့အခြေအနေပါ question mark ပါစင်ကာပူရဲ့အကြီးဆုံး bank တစ်ခုရဲ့ CEO ကတော့မှအခုလိုပြပြထားပါတယ် Even the CEO's job will be replaced or can be replaced by AI. So therefore, it's the tone from the top, right? So I'm like, okay, that's why my New Year message to my team was my 4R. ဒီ video ကိုလည်းlink လေးချပေးထားမယ်ဒီ CEO လေးတွေကိုယ်တိုင်ကပြောထားတာ CEO ဆိုတဲ့ position ကိုတော့မှ AI က replace လုပ်သွားနိုင်တယ်ဘယ်သူမှမသိဘူး
ဒါပေမဲ့လူသားတွေအနေနဲ့ကကြာတာဝန်ကျေရမယ့်အရာတွေကိုတော့ focus ထားမှာပေါ့နော်။ तू ကတော့ 4 hours နဲ့ပြပြီးသွားတယ်။သူ့ရဲ့4 hours မှာ reinvent ပါတယ် resilient ပါတယ် responsible ပါတယ်ပြီးတော့ relevant ပါတယ်ပေါ့နော်။အဲ့တော့အဲ့အရာတွေရဲ့အကျယ်တပွင့်နေတော့ကျွန်တော်ပြောတော့ဘူးဗီဒီယိုလေးတွားကြည့်လိုက်လို့ရတယ်ပေါ့နော်။ဆိုတော့အဲ့တော့ကိုကတက်နိုင်တဲ့လောက်4 hours ကိုပဲအာရုံစိုက်နေတဲ့၍ဒီဘာပြောင်းလဲသွားမှမှမသိတဲ့ဒီ journey ကြီးထဲမှာ survive ဖြစ်နိုင်အောင်ပဲပေါ့နော်ပြောသွားတဲ့သဘောကတော့ပြီးတော့သူ့ရဲ့ team manager တွေကိုလည်းသူကပြောလိုက်သေးတယ်လူတွေကို hire လုပ်တဲ့အခါမှာလူတွေကိုအလုပ်ခန့်တဲ့အခါမှာပေါ့နော် knowledge တစ်ခုတည်းပေါ်အခြေခံပြီးတော့ပဲအလုပ်မခန့်ပါနဲ့လို့ပြောသွားတယ်လူတစ်ယောက်ရဲ့ attitude ပေါ်အခြေခံပြီးအလုပ်ခန့်ပါလို့ကြံပေးသွားတယ်ပေါ့နော် attitude ဆိုတာလေစာလုံးလေးကဒီလောက်တေးသေးလေးဒါပေမဲ့သူ့ကိုအနက်တိတ်ပဲဖွင့်အကျယ်ကြီးပဲလူတစ်ယောက်ဘယ်လောက်အကြိုက်ဖြစ်လဲလူတစ်ယောက်ဘယ်လောက် accountability ရှိလဲလူတစ်ယောက်ဘယ်လောက် humble ဖြစ်လဲဒါတွေအားလုံးကိုခြုံငုံပြီးတော့မှသူ့ရဲ့ attitude တစ်ခုအနေနဲ့မြင်ရတာပေါ့နော် knowledge လား information လား AI နေပေါ်လာပြီးလွယ်လွယ်ကူကူ retrieve လုပ်လို့ရတယ်လွယ်လွယ်ကူကူ analyze လုပ်လို့ရတယ်လွယ်ကူ comparison လုပ်ချလိုက်လို့ရတယ်အချိန်အများကြီးပေးစရာမလိုတော့ဘူးဒါပေမဲ့လူသား attitude ကတော့အရင်ရေးကြည့်တယ်ဆိုတော့ဒါကတော့ဒီ CEO လေးတွေကိုအရင်အားချလို့ရှင် reference လုပ်ပြီးပြတာပေါ့နော်နောက်မှာတော့ရှင်ဆက်ပြီးတော့အကျယ်တပွင့်ဆွေးနွေးပြပေးသွားပါမယ်AI ကိုဘယ်တော့မှ shortcut tool အနေနဲ့မသုံးပါနဲ့AI ကိုသွားပြီးတော့ copy paste လုပ်ရုံလောက်နဲ့shortcut သဘောအနေနဲ့ဘယ်တော့မှမသုံးပါနဲ့ AI ကိုသုံးတဲ့အခါမှာကိုယ့်ရဲ့ own thinking pattern ကိုအမြဲတမ်းထည့်ပါဘာဖြစ်လို့အခုလိုပြောရလဲဆိုတော့လူတော်တော်များများက AI ကနေရာယူမယ်လို့စိုးရင်ကြတယ်ကိုလည်းပါဝင်မယ်ပေါ့နော်ဒါပေမဲ့တကယ်ကြီးနေရာယူပြီးတော့ထိတ်ရောက်သွားမှာကကြတော့ AI ကိုမှန်ကန်စွာအသုံးချတတ်တဲ့သူကထိတ်ကိုရောက်သွားမှာအဲ့တော့ AI ကိုမှန်ကန်စွာအသုံးချတတ်ဖို့ဆိုတာကလည်း AI နဲ့ထားပါတော့ AI နဲ့ကိုနဲ့ပေါ့နော်အဓိကကွာတာက तू က human မဟုတ်ဘူးကိုက human ဟုတ်တယ် तू ကလူသားမဟုတ်ကိုကလူသားဟုတ်တယ်ဒါပဲကွာတာအဲ့တော့ကိုကလူသားဖြစ်တဲ့အတွက်သိကြတယ်သူ့လိုမျိုးကြီး land မျိုး growth ဖြစ်တာအရင်မမြန်ဘူးဒါပေမဲ့လူသားတွေမှာတာတာတစ်ခုကဘာလဲဆိုတော့တွေးခေါ်တတ်တယ်ဆိုတော့ brain ပါတယ်ပေါ့ကွာအဲ့တော့ thinking pattern က AI ထက်ကောင်းတယ်လို့ယုံကြည်တယ်နောက်ပြီးလို့ရှိရင်လူတွေမှာ human မှာက real experience ရှိတယ်ဥပမာလူချင်းစကားပြောကြည့်လိုက်ရင်ဒီလူကဘယ်လို mindset လဲဒီလူကဘာကိုကြိုက်တာလဲဒါကိုသိတယ် customer ဆိုလဲ customer လိုချင်တဲ့ product ကဘယ်လိုမျိုးလဲဒါကိုကောင်းကောင်းသိတာကလူကပဲသိတာဒီအချိန်မှာ AI ကမသိဘူး AI ကतू က human မဟုတ်တဲ့အတွက် emotional မရှိဘူး तू ကအရင် consistently လုံးနိုင်တယ်ဒါတွေအားလုံးသူ့ရဲ့အားသာချက်ဒါပေမဲ့လူရဲ့အားသာချက်ကလည်းလူကတကယ် emotional ဖြစ်တာမျိုးလူကတကယ်ကို thinking pattern ပေးနိုင်တာမျိုးကလူရဲ့အားသာချက်အဲ့တော့သူ့မှာမရှိတဲ့အရာကိုကို့မှာရှိတဲ့အရာနဲ့ပေါင်းစပ်မှပဲကိုကသူများတွေထပ်ပို့ပြီးတော့ valuable ဖြစ်မှာပေါ့နော်ဆိုတော့နည်းနည်းတော့ရှုပ်သွားလိမ့်မယ်ပြောချင်တာတော့ AI plus ကိုယ့်ရဲ့ own thinking pattern ကိုပေါင်းနိုင်တယ်ဆိုလို့ရှိရင်မင်းရဲ့ outcome မင်းရဲ့ output က super human တယောက်ကထုတ်တဲ့ output လိုမျိုးဖြစ်သွားလိမ့်မယ်ဆိုပါစို့မင်းက user 1နဲ့ user 2ရှိရပေါ့ကွာ user 1ကကြတော့ content တစ်ခု create လုပ်ချင်တယ်ပေါ့ AI ကိုသုံးမယ်မှန်သူသိတယ်ထားပါတော့ email တစ်ခုသူရေးမယ်ပေါ့draft an email about blah 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 ပေါ့နောက်ထပ် user 2ကကြတော့ draft an email about blah 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 plus target audience is who audience ထည့်ပေးတာမျိုးပြီးလို့ရှိရင် your expected outcome is like what ပြီးလို့ရှိရင် objective ကဘယ်လိုလေး reference from where ပေါ့နော်reference ကဘာလဲပေါ့ဒါမျိုးလေးတေချာထည့်ပေးနိုင်လို့ရှိရင် AI က generate လုပ်ပြီးပေးလိုက်တဲ့ output ကဟို user 1ကထွက်လာတဲ့ output နဲ့ user 2ကထွက်လာတဲ့ output totally ကွာသွားလိမ့်မယ်အဲ့တော့ email လက်ခံရရှိတဲ့သူအနေနဲ့ user 1ကိုပို့ပြီး impressive ဖြစ်မလား user 2ကိုပို့ပြီးတော့ impressive ဖြစ်မလား obviously user 2ကိုပို့ပြီးတော့ impressive ဖြစ်မှာပေါ့ဟုတ်တယ်မလားclear ဖြစ်တယ်ပို့ပြီးတော့ informative ဖြစ်တယ်ပို့ပြီးတော့ useful ဖြစ်တယ် AI ကိုအရင် rely လုပ်လိုက်တဲ့အခါမှာ learning ပဲဖြစ်ဖြစ် AI ကို rely လုပ်လိုက်တယ် okay rely လုပ်လို့ရတယ် AI ကအသုံးချရမယ့် tool တစ်ခုပဲတစ်ခုခုကိုသိချင်လို့မေးလိုက်တယ်ပြီးတော့ AI ကပြန်ပြောတာကိုပဲ 100% ယုံမှာလားထပ်ပြီးတော့ deep analysis deep learning တွေမလုပ်တော့ဘူးလားအရင်ခေတ်တွေက learning တစ်ခုလုပ်မယ်ဆိုရင်နိုင်ပေါင်းများစွာအချိန်ပေးရတယ်စာအုပ်တွေ reference ပေါင်းများစွာဖတ်ရတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာ AI ကသူ့ရဲ့ knowledge source ကြီးမှာ
ကိုသိတာတွေရောကိုမသိတာတွေရောအများကြီးရှိနေပြီကိုကဘလောက် deep ဘလောက် level အထိဒီဟာ awareness ဖြစ်အောင်လုပ်မလဲလုပ်ချင်စိတ်ရှိလဲပုံမှာပဲမူတည်တော့တယ်AI ကဘလောက်ပဲ growth ဖြစ်လာတယ် AI ကဘလောက်ပဲ smooth ဖြစ်လာပြီဘလောက်ပဲ accuracy များလာပြီလို့ပြောကိုယ့်ရဲ့ our own thinking pattern ကိုထည့်ရမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် AI ကပို့ပြီးတော့ AI ကရလာတဲ့ output ကပို့ပြီးတော့ကောင်းသွားလိမ့်မယ်ပေါ့ဘာဖြစ်လို့ရှင်မကအဲ့လိုတွေအကြံပေးလဲဆိုလို့ရှိရင်အခု industry တွေမှာက generative AI လောက်ကိုစာဖွဲ့မနေတော့ဘူး generative AI ဘာမဟုတ်တော့ဘူး agentic AI တွေကိုကူးပြောင်းလာပြီ generative AI ကသိချင်တာတွေမေးမယ် content တွေ create လုပ်ခိုင်းမယ် yes အဲ့ဒီ level ကနေပြီးတော့အခု system တွေမှာ assistant အနေနဲ့ agent တွေကိုသုံးလာတာတွေရှိမယ်ဥပမာထားပါတော့မင်းက operation ဘက်ကလား IT ဘက်ကလား sales လား marketing လား logistics လား procurement လား whatever AI မှာသူ့ရဲ့သက်ဆိုင်ရာ agent တွေ create လုပ်ပြီးတော့ assistant သဘောအနေနဲ့သုံးမယ် agentic AI မှာကအဲ့ဒီ agent တွေမှာက automation way တွေပါလာလိမ့်မယ်automatically analyze လုပ်တာ report လုပ်တာပြီးလို့ရှိရင်tool တွေတစ်ခုနဲ့တစ်ခု integrate လုပ်ပြီးသုံးတာ platform တစ်ခုနဲ့တစ်ခု integrate ပြီးလုပ်ပြီးသုံးတာဒါတွေက agent မှာဖြစ်လာမှာ automation way ကိုတွားဖို့အတွက် low code no code pro code ဒါတွေနဲ့စလာတော့မှာဒါဆိုလို့ရှိရင်ထားပါတော့ PMO တယောက် project management အတွက် test တွေအများကြီးရှိတယ်အဲ့ထက်ကတစ်ခုက weekly report လုပ်ရတဲ့ testအဲ့ဒါကို agentic အဲ့ဒါကို agent assistant နဲ့အစားထိုးပြီးသုံးမယ်ဆိုပါတော့အချိန်ပိုထွက်လာပြီအဲ့တော့ပိုထွက်လာတဲ့အချိန်ကိုတခြားသောဘက်မှာ apply လုပ်လိုက်မလားတစ်ခုအသစ်တစ်ခုကိုပို့ပြီးတော့ initiate လုပ်မလားပို့ပြီးတော့ focusing လုပ်မလားဒါဆိုလို့ရှိရင် value တွေကပို့ပြီးတက်လာမှာပေါ့လူဆိုတာအချိန်ပိုထွက်လာပြီဆိုတာနဲ့ work life balance ဖြစ်တယ် work life balance ဖြစ်ပြီဆိုတာနဲ့ creativity ပိုမြင့်တယ် creativity မြင့်ပြီဆိုတာနဲ့အဲ့ဒီလူရဲ့ထွက်လာသမျှ outcome တွေဒီလူလုပ်လိုက်သမျှအရာတွေအားလုံးကဘယ်သူနဲ့မှ value မတူဘူးဆိုတော့အဲ့လိုအဆင့်ဆင့်သွားတာဆိုတော့ business owner တွေရဲ့ goal ကလည်းအဲ့လိုဖြစ်နေတာပေါ့နော်အဲ့တော့ agent တွေစသုံးမယ်ဆိုပြီးတော့အခုအချိန်မှာ brainstorming တွေတအားလုပ်လာပြီး business plan တွေတအားလုပ်လာပြီးတချို့ organization တွေလည်းစနေပြီးဆိုတော့ကိုယ့်ဘက်ကနေပြီးတော့ AI ကိုဘယ်လိုသုံးချမလဲဆိုတာပဲသိချာလေးစဉ်းစားသင့်တာပေါ့နော် business owner တွေ point of view ကနေဒီ real world မှာပေါ့နော်တကယ်ကိုလူတွေကအပြိုင်ဆိုင်နဲ့ကိုယ့်ရဲ့ business ကိုဘယ်လို smooth ဖြစ်အောင် run မလဲတွေးနေပြီး AI ကိုဘယ်လိုနေရာမှာ smooth ဖြစ်အောင်အသုံးချမလဲတွေးနေပြီးဆိုတော့ competitive အရန်ဖြစ်တဲ့အချိန်ကာလမှာကိုကနောက်မကျသွားဖို့အတွက် AI ရဲ့ transform ဖြစ်နေတဲ့ဘက်တွေကိုလေ့လာသင့်ပါတယ်နောက်ပြီးတော့အကယ်၍ပေါ့နော်ဆွေးနွေးချင်တာရှိရဲဆိုလဲရှင်မကို email ပို့တာဖြစ်ဖြစ် message ပို့တာဖြစ်ဖြစ်တွေလုပ်လို့ရပါတယ်ဒါတော့ business owner တွေအတွက်ရည်ရွယ်တာပေါ့သူတို့တွေကြတော့ပို့ပြီးတော့ planning လုပ်ရတယ်AI ကသူ့အတူရှိနေတာပဲဒါပေမဲ့ AI မှာမှဘယ် technology ကိုသုံးပြီးတော့ကိုယ့်ရဲ့ business ရဲ့လစ်ဟာနေတဲ့ challenges တွေ problem တွေမှာအသုံးချသွားမလဲဆိုတာလေသူတို့လည်းတွေးရတာပဲသူတို့ရဲ့ thinking ကလည်းအဲ့ဒီနေရာမှာအရင်ရေးကြည့်တာပဲပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေအများအားတွေးနေဖို့အတွက်အကြံပေးပါတယ်ဒီ video လေးကနေပြီးတော့ user level ပဲဖြစ်ဖြစ် business owner level ပဲဖြစ်ဖြစ် management level ပဲဖြစ်ဖြစ် AI ကိုဘယ်လိုနေရာတွေမှာအသုံးချမလဲကိုယ့်ရဲ့ thinking power ကဘယ်လောက်အရေးကြီးလဲဆိုတာကိုနားလည်သွားမယ်awareness ရှိသွားမယ်လို့ယူဆပါတယ်အဲ့တော့လူတစ်ယောက်ရဲ့ mindset ကနေရာတိုင်းမှာသုံးဝင်တာ AI သုံးတဲ့နေရာမှာတော့ပါပါတယ်ရှင်မရဲ့ video လေးတွေကိုအမြဲတမ်းကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video မှာထပ်တွေ့ပါမယ်နော် bye bye see you in the next one